ဘာဈေးအကြီးဆုံးအမဲသားကမ္ဘာဈေးအကြီးဆုံးအမဲသားတစ်ဖက်ရဖို့အတွက်တင့်ရဲ့ကားတစ်စီးလုံးကိုပေးလိုက်ရမယ်ဆိုရင်ရောတင့်ပေးနိုင်မလားဒါဟာနောက်ပြောင်နေတာမဟုတ်ပါဘူးဒီအသား1ကီလိုဂရမ်ရဲ့ဈေးနှုန်းဟာအမေရိကန်ဒေါ်လာ9800အထိရှိပါတယ်ဒါဟာဂျပန်နိုင်ငံရဲ့နာမည်ကျော်ကိုဘေးအမဲသားပဲဖြစ်ပါတယ်ဒီအသားကိုဂျပန်နိုင်ငံမှာပဲမီးစမ်းကြည့်နိုင်ပါတယ်ဒီဝဲကျူအသားအမျိုးအစားဟာအစီအသားရောရှက်မှုအမြင့်ဆုံးအဆင့်ရှိတာကြောင့်ပါစက်ထဲလိုက်တာနဲ့အရေးပြောသွားသလိုမျိုးခံစားရစေမှာပါဒါဆိုဘာကြောင့်ဒီလောက်တောင်ဈေးကြီးနေရတာလဲအဓိကအချက်ကတော့ဒီအသားကိုဂျပန်နိုင်ငံရဲ့သတ်မှတ်ထားတဲ့ဒေသတစ်ခုမှာမွေးမြူတဲ့တာကြီးမနွားမျိုးစိတ်ကနေပဲရရှိလို့ပါဒီနွားလာကြီးတွေကိုသူတို့တက်တန်းတစ်လျှောက်လုံးအနှိမ့်ခံပေးထားသလိုတဘာဝအတိုင်းတန့်ရှင်းပြီးအာဟာရများတဲ့အစာတွေကိုပဲကျွေးမွေးပါတယ်ပြီးတော့သူတို့စိတ်ဖိစီးမှုမရှိစေဖို့အတွက်ဂန်တဝင်တီးဂီတာ classical music တွေကိုတောင်ဖွင့်ပြထားပါသေးတယ်ရလအနေနဲ့ကတော့အသားဟာထူးခြားတဲ့နူးညံ့မှုနဲ့မှုပြတ်တဲ့ရနံ့ကိုရရှိစေတာကြောင့်ချမ်းသာတဲ့သူတိုင်းတစ်သက်မှတစ်ခါလောက်တော့မီးစမ်းကြည့်ဖို့အိမ်မက်မကြတာပါဒါပေမဲ့ဒူဘိုင်းက state တွေကလည်းဈေးနှုန်းချင်းတိတ်မကွာလာပါဘူးဥပမာရိုးရိုး rib eye steak ကိုမှရွှေအစီedible ကိုအလှပါးလေးနဲ့အုပ်ထားတာမျိုးပါနာမည်ကြီးစားဖို့မှုကိုယ်တိုင်ကလီးဖြတ်ပြီးစားဖြူပေးတဲ့ဒီအသားတစ်ဖက်ဟာတင့်ကိုဒေါ်လာ2000ထိကြားတင်စီနိုင်ပါတယ်စားဖို့သူတွေပြောတာကတော့တင်တာဂျပန်ကိုဘီအမဲသားကိုတစ်ချိန်တော့မီးစမ်းဖူးသွားပြီဆိုရင်ရိုးရိုးဘာဘီကျူအသားတွေကိုဘယ်တော့မှပြန်စားချင်တော့မှာမဟုတ်ပါဘူးလို့ဆိုကြပါတယ်ကဲတငယ်ချင်းတို့ကမစားချင်ဘူးလား